ထားတဲ့ပါဆယ်ထုတ်ကိုသတိပြုမိသွားပါတယ်။သူမစူးစမ်းလိုစိတ်နဲ့အခန်းထဲကိုယူဆောင်လာပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ electronic ပန်နာဝက်ဝင်ရုပ်လေးတစ်ရုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။သူမကပါဝါခလုတ်ကိုနှိပ်လိုက်တဲ့အခါပန်နာရုပ်လေးကရုတ်တရက်စကားပြောလာပြီးအဲ့ဒီအတန်ကသူမမေမေရဲ့အတန်ဖြစ်နေပါတယ်။ဒေါက်တာချမ်းဟာသူ့ရဲ့သားသမီးတွေစိတ်သက်သာရစေဖို့အတွက်အစင်းဉာဏ်ကိုထည့်သွင်းပြီးသူ့ဇနီးရဲ့အတန်ကိုတွင်းပေးထားခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူရဲ့စကားတန်ကိုကြားလိုက်ရတဲ့အခါလန်ရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေပြည့်ရှံလာပါတော့တယ်။ပန်နာရုပ်လေးရဲ့အဲကစကားဝက်အသစ် password သတ်မှတ်ပေးဖို့တောင်းဆိုတဲ့အခါလန်ကခိတ္တတွန့်ဆုတ်ပြီးစကလုံးတစ်လုံးကိုတိုးတိုးလေးပြောလိုက်ရအဲ့ဒီစကလုံးဟာစကားဝက်အသစ်ဖြစ်သွားပါတော့တယ်။သူမကတော့ဘာမှသိမ့်မတွေးပဲပန်တာရုပ်လေးကိုဘေးနားမှာထားပြီးမိမိကိုတတိယရင်အိပ်ပျော်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့လန်ရှောင်ယူနဲ့ဘာတို့ဟာကျောင်းသွားဖို့ထွက်လာကြပါတယ်။အဝေးကနေကိုင်းနဲ့ဓာတ်တို့ကစောင့်ကြည့်နေကြပြီးလန်ရဲ့ကြောကိုအိမ်မှာချိတ်ထားတဲ့ပန်တာရုပ်လေးကိုဓာတ်ကမြင်သွားပါတယ်။လန်ကတော့သူမမိမိရဲ့အတန်ပါဝင်နေတဲ့ဒီပန်တာရုပ်လေးကိုဘယ်တော့မှအဝေးမှာမထားဘူးလို့ဂရုပြုထားတာမို့ကိုနဲ့မကွာယူဆောင်လာခဲ့တာပါ။ခိုးယူမဲ့သူနှစ်ယောက်လည်းပန်တာရုပ်ကိုလူယူဖို့အစီအစဉ်တစ်ချက်ချင်းချလိုက်ပါတယ်။ကျောင်းသွားလမ်းမှာလန်နဲ့တငယ်ချင်းတွေဟာချူနဲ့ရှန်ရှန်တို့နဲ့ဆုံတွေ့ကြပါတယ်။အဲ့ဒီချအိမ်မှာပဲဓာတ်ကအနောက်ကနေရုတ်တရက်ပြေးဝင်လာပြီးလန်ရဲ့အိတ်ကပန်တာရုပ်ကိုလူယူကထွက်ပြေးပါတော့တယ်။ဒါပေမဲ့ရှောင်ယူကအရာအလုံးကိုမြင်လိုက်တာကြောင့်လျှက်စီးလိုမြန်ဆန်တဲ့အချိန်နဲ့တကူနောက်ကိုပြေးလိုက်ပါတော့တယ်